မျိုးလိုက်ဝင်မမောင်လင်းတို့နဲ့မြန်မာသင်းရဲ့နာကမြန်မာသင်းကအာဆီယံကပ်ခြေစစ်ပွဲစဉ်ဖြင့်ပါကစ္စတန်သင်းကိုသူ့နာကွင်းမှာအိတ်ခံကစားခဲ့ပြီးတကူကူမရှိရလက်နဲ့ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒီပွဲဟာမြန်မာသင်းအတွက်ဒုတိယမြောက်အုပ်စုပွဲစဉ်ဖြစ်ပြီးတော့နှစ်ပွဲစလုံးကိုအနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။အုပ်စုပွဲပွဲစဉ်မှာအာဖဂန်နစ္စတန်သင်းကိုအေရှန်မြန်မာသင်းရပဲ2-1ရလက်နဲ့အနိုင်ရရှိခဲ့ပြီးတော့ယခုဒုတိယမြောက်ပွဲစဉ်မှာလည်းပါကစ္စတန်သင်းကိုထပ်မံပြီးတော့အနိုင်ရရှိခဲ့တာကြောင့်မြန်မာသင်းဟာရမှတ်6မှတ်ပိုင်ဆိုင်ထားပြီးတော့အုပ်စုဒုတိယနေရာမှာရပ်တည်နေခဲ့ပါတယ်။ဆီးရီးယားသင်းကမြန်မာသင်းနဲ့အမှတ်တူ6ကွာခြားချက်အသာနဲ့အုပ်စုထိပ်ဆုံးနေရာမှာဦးဆောင်နေတာဖြစ်ပြီးမြန်မာသင်းနဲ့ရင်ဆိုင်အောင်မှာဖြစ်ပါတယ်။မြန်မာသင်းကလက်ရှိမှာခြေစွမ်းပိုင်းတိုးတက်လာတဲ့အသင်းဖြစ်ပြီးတော့နိုင်ငံတကာမှာထိုးပေါက်ကစားနေတဲ့ကစားသမားတွေနဲ့ပါဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်။ဒီပြမျိုးလိုက်ဝင်လက်ထက်မှာမြန်မာသင်းကဒီစနစ်ပိုင်းနဲ့ခြေစွမ်းပိုင်းတွေတည်တည်တသာတိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပြီးတော့မြန်မာဘောလုံးပြည်သက်တွေရဲ့အိမ်မက်တွေကိုပြန်လည်အသက်သွင်းပေးနိုင်မဲ့နှီးပြတယောက်ဖြစ်လာနိုင်တယ်လို့ပြည်သက်တွေကယုံကြည်မျှော်လင့်နေကြပါတယ်။မျိုးလိုက်ဝင်းကမြန်မာသင်းကို2024ခုနှစ်မှာစတင်ကင်တွယ်ခဲ့တာဖြစ်ပြီးမြန်မာသင်းရဲ့အားနည်းချက်တွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်။မြန်မာသင်းအတွက်ကစားသမားကောင်းတွေကိုရွေးချယ်ခဲ့ပြီးတော့အင်အားပြည့်လည်ပြီးတော့တောင်းတင်စေခဲ့ပါတယ်။ဒေတာရင်းမှာခြေစွမ်းပြနေတဲ့ကစားသမားတွေပြင်ပြည်ပမှာအတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ကစားသမားတွေနဲ့မြန်မာသင်းကိုပြန်လည်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။အသင်းကောင်းဆောင်ဖြစ်မမောင်လွင်ကတာဝန်ယူထားပြီးမြန်မာသင်းကိုအဓိကဦးဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မမောင်လွင်ဟာလက်ရှိထိုင်းလိလမ်ပူဝါရီယာအသင်းမှာခြေစွမ်းပြကစားနေတာဖြစ်ပြီးအသင်းရဲ့အဓိကအစိတ်ပိုင်းတစ်ခုလို့လည်းဆိုရမှာပါ။မြန်မာယူနိုက်တက်သင်းကိုကမ္ဘာဖလားပွဲစဉ်တွေထိခေါ်ဆောင်သွားနိုင်ခဲ့တဲ့နိုင်ငံကုန်ဆောင်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့အာဆီယံအော်စတာသင်းနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်သင်းကိုဂိုးသွင်းယူပြလိုက်တဲ့အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။မြန်မာလေရွေးစင်ဘောလုံးသမားတစ်ယောက်ရဲ့ခြေစွမ်းကိုကမ္ဘာကသိအောင်လို့ချပြနိုင်ခဲ့တဲ့သူပါ။ဒါကြောင့်မလို့မြန်မာဘောလုံးလောကမှာမန်ချက်စတာယူနိုက်တက်ကိုဂိုးသွင်းယူထားတဲ့ပထမဆုံးနဲ့ကြီးကျယ်အခမ်းအနားဆုံးကစားသမားတစ်ယောက်ဖြစ်သမိုင်းမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။လက်ရှိမှာလည်းအသင်းကောင်းဆောင်တစ်ယောက်အနေနဲ့မြန်မာသင်းရဲ့အနာဂတ်တွေကိုထမ်းပိုးထားတဲ့သူဖြစ်ပြီးတော့အဖိုးတန်ဂိုးတွေကိုသွင်းယူပေးထားတဲ့သူတစ်ယောက်ပါ။အောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့တဲ့မြန်မာသင်းရဲ့ပုံရိပ်ကိုအကောင်းဆုံးမြင့်တင်နိုင်မှုစ조사နေရတဲ့နိုင်မွဲတွေကတဖြည်းဖြည်းနဲ့ပိုင်ဆိုင်လာနိုင်ခဲ့ပါပြီ။နီးပြမျိုးလာဝင်ရဲ့နီးစနစ်မဟာဗျူဟာတွေနဲ့အတူမြန်မာကျယ်ပွင့်မမောင်လွင်တို့ရဲ့ပေါင်းစပ်မှုကမြန်မာသင်းကိုအင်အားကြီးအသင်းတစ်သင်းဖြစ်စေခဲ့ပါတယ်။ဒီလိုလှပတဲ့ဖန်တီးပေါင်းစပ်မှုတွေနဲ့အတူမြန်မာသင်းရဲ့ဝေးကွာနေခဲ့တဲ့အောင်မြင်မှုတွေစီကိုပြန်လည်မောင်းနှင်သွားနိုင်မလားဆိုတာကိုတော့မြန်မာဘောလုံးပြည်သက်တွေကရှင်ခုံစွာနဲ့စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။